ကျွန်တော်ရေကူးကန်မှာရေကူးချင်တယ်ဒါလေးကိုအတူတူရေးကြည့်ကြရအောင်ကျွန်တော်ကျမဆိုရင် I ရေကူးကန်မှာဆိုလို့ရှိရင် at the pool ရေကူးချင်တယ်ရေကူးတာက go swimming လို့သုံးတယ် go to swimming မဟုတ်နော် go နဲ့ swimming ကြားမှာ to မထည့်ရအောင်နော် go swimming ဒီနေရာမှာကိုရေးချင်တာကရေကူးချင်တယ်တခုခုကိုလှုပ်ချင်တယ်သွားချင်တယ်စားချင်တယ်အဲ့ဒီချင်တယ်ဆိုလို့ရှိရင် want to verb 1ဒီ pattern လေးကိုအသုံးပြုလို့ရတယ်ကဲဟုတ်ပြီဒါလေးကိုဝကြတစ်ကြောင်းဖြစ်အောင်အတူရေးကြမယ်အရင်ဦးဆုံးစာကြောင်းရဲ့အစမှာ subject ရှိမယ် subject က I subject ပြီးရင် verb လာမယ် verb က want to verb 1ဒီ pattern လေးကိုအသုံးပြုမယ်ဆိုတော့ I want to ဘာလုပ်ချင်တာလဲရေကူးချင်တယ်ဆိုတော့ go swimmingကျွန်တော်ရေကူးချင်တယ်ဆိုရင် I want to go swimming ဘယ်မှာကူးချင်တာလဲရေကူးကန်မှာဆိုတော့ at the pool I want to go swimming at the pool I want to go swimming at the pool ဒီနေရာမှာ at the pool at ကိုသုံးပေးရမယ် to the pool to သုံးလို့မရအောင်เนาะ to သုံးနေဆိုရင်မှားပါတယ်အဲ့တော့ဒီလိုအတိမ်မွားလေးတွေကတတိထားကြည့်ဆိုင်ရမယ်ကဲနားလည်မယ်လို့မျှော်လင့်ပါတယ်ဒါလေးနားလည်တယ်ဆိုလို့ရှိရင်ကျွန်တော်တငယ်ချင်းကရေကူးကန်မှာရေကူးချင်တယ်ဒါလေးကို comment မှာရေးပေးခဲ့ကြည့်နော် thank you bye bye